ကန်ဂျူကဗျာဂူရာနဲ့ရင်ဆိုင်ရမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲအီချီကိုတယောက်ကတော့ဒဏ်ရာတွေကြောင့်လဲကျနေတာကနေကိုနိုးလာပြီးဖြစ်ပါတယ်။သူနိုးလာတဲ့အချိန်မှာပဲအနားမှာယူရူချီရှိနေခဲ့ပြီးတော့အီချီကိုကလည်းသူမတည်ဆုံးတော့ဘူးဆိုတာကိုနားလည်လိုက်ပါတယ်။ဒါကြောင့်ပဲတခြားသူတွေရဲ့အခြေအနေတွေကိုစိတ်ပူသွားပြီးတော့ချက်ချင်းထချင်ပေမဲ့လို့ဒဏ်ရာတွေရရှိထားတဲ့တာကြောင့်ယူရူချီကလည်းမလှုပ်ရှားခိုင်းသေးပါဘူး။ဒါပေမဲ့လို့အီချီကိုကတော့အတူလာတဲ့တငယ်ချင်းတွေကိုစိတ်ပူနေသေးတာကြောင့်ချက်မတည်ဆုံးပဲအခုဆိုရင်တော့စေကူတာပေးထားရဲဆိုတာနဲ့ကျန်တဲ့သူတွေကလည်းအန်ရကင်းနေပြီလို့ပြောလိုက်ခဲ့ပါတယ်။ဒီတော့မှလည်းဆရာသမားကလည်းသူ့ရဲ့ဒဏ်ရာတွေကိုတတိထားမိသွားခဲ့ပြီးတော့ငငယ်လေးကိုမှလှည့်နေလိုက်ပါတယ်။ဒါနဲ့ကျွန်တော်တို့ရဲ့ Anime If Telegram ကိုလည်း description မှာထည့်ပေးထားတာမို့လို့တွားရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။ဒီမှာတင်ဆက်ပေးနေတဲ့ anime တွေကိုလည်းအကောင်းဆုံးပုံစံနဲ့မြန်မာစာတန်းထိုးပေးမှာဖြစ်တာကြောင့်သဘောကျမယ်ဆိုရင်လည်းပဲဝင်ရောက်နိုင်ပါတယ်။ဒီလိုနဲ့ယူရူချီကတော့အီချီကိုကမ်ဘချီနဲ့ကိုမှတိုက်ခိုက်လိုက်ပြီးတော့အသက်ရှင်ခဲ့တာကြောင့်တော်ရလွတ်ချီကျူလိုက်ပါတယ်။နောက်ပြီးတော့မျက်နှာဖုံးတစ်ခုကိုထုတ်ပေးလိုက်ပြီးတော့တကယ်လို့ဒဏ်ရာတွေကိုသာဒီမျက်နှာဖုံးကခံမထားဘူးဆိုရင်တော့အသက်ရှင်ဖို့မလွယ်ကူဘူးလို့ပါပြောလိုက်ပါတယ်။အီချီကိုကလည်းသူဟောလို့ဖြစ်ခဲ့စဉ်ကမျက်နှာဖုံးကိုပြန်လည်တွေးရှိလိုက်ရတာကြောင့်အံ့ဩသွားခဲ့ရပါတယ်။ပထမတစ်ခေါက်တုန်းကလည်းဒီမျက်နှာဖုံးကကင်တင်ခဲ့တာကြောင့်အသက်ရှင်ခဲ့တာဖြစ်ပြီးတော့ဒါကိုအန်ရကင်းစေတဲ့အဆောင်အဖြစ်ယူသွားမယ်လို့တွေးခဲ့ပေမဲ့လို့ဟာနာတာမြေရောက်မှာတော့ကရှီတဲကိုလှုပ်ပစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုအချိန်မှာပြန်လည်တွေးရှိလိုက်ရတာကြောင့်ဘာကြောင့်များလဲဆိုပြီးတော့သူကိုယ်တိုင်တောင်မှမသိဘူးဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ပဲအီချီကိုကအန်ရကင်းစေတဲ့အဆောင်အဖြစ်သူတင်းယူထားလိုက်တော့မယ်လို့ပြောလိုက်ပေမဲ့လို့ယူရူချီကတော့သူ့ကိုပေးဖို့အတွက်ကိုမှပြောပါတယ်။အီချီကိုကတော့မပေးခြင်းပဲလုပ်နေတာကြောင့်ယူရူချီကတော့ဘာကြောင့်လဲဆိုတာရှင်းပြမနေပဲနဲ့သူ့ကိုပဲပေးလို့စိတ်ဆိုးစွာနဲ့ကိုပြောလိုက်တာကြောင့်ပေးလိုက်ပါတယ်။ယူရူချီကလည်းဒီမျက်နှာဖုံးနဲ့ပတ်သက်ပြီးတော့အမြင်တစ်ခုရှိနေပေမဲ့လို့ဒါကိုတိတ်ပြီးတော့အာယုံဆိုင်လို့မရသေးတာကြောင့်လက်ရှိအချိန်မှာဒီတိုင်းလေးပဲထားလိုက်ဖို့အတွက်ကိုမှရှိရွယ်တာပဲဖြစ်ပါတယ်။အီချီကိုကလည်းယူရူချီဆိုတာခံပြီးတဲ့နောက်မှာတော့အနှဲငယ်လေးမှသွားခဲ့ပြီးတော့သူ့ကိုတဲလာခဲ့ရတာခက်ခဲမှာပဲဆိုပြီးတော့ချီကျူစကားပြောပါတယ်။ယူရူချီလိုမျိုးအကောင့်တေးသေးလေးကလည်းအီချီကိုတဲလာခဲ့တာကြောင့်လောက်ရတာခက်ခဲမယ်လို့ထင်နေခဲ့ပေမဲ့လို့ယူရူချီကတော့သူ့အတွက်ဒီကိစ္စကငှက်ပြောသည့်အခွန်ခွာစားရတဲ့လောက်တောင်မှမခက်ခဲပါဘူးဆိုပြီးတော့ပြောပြလိုက်ပါတယ်။သူ့ရဲ့မူလပုံစံကိုပြန်ပြောင်းလိုက်တာနဲ့ဒီကိစ္စကလည်းကူသွားပြီလို့ပြောလိုက်တာကြောင့်အီချီကိုကလည်းအခုချိန်မှာယူရူချီဟာချောင်းတကောင်မဟုတ်ပဲနဲ့မူလပုံစံရှိတယ်ဆိုတာကိုသိလိုက်ရပါတယ်။ယူရူချီကလည်းသူ့ရဲ့စွမ်းအားတွေကိုအသုံးပြုလိုက်ပြီးတော့မူလပုံစံကိုပြောင်းလိုက်တဲ့အခါမှာတော့အီချီကိုတယောက်ကတော့ဒဏ်ရာတွေနဲ့ကိုမှလဲကျနေရကနေထားကြည့်တဲ့ထိကိုမှဖြစ်သွားခဲ့ရပါတယ်။ပုံစံပြောင်းလဲခြင်းပြီးဆုံးသွားတဲ့အခါမှာတော့အီချီကိုတဲ့မဟုတ်ပဲနဲ့ကျွန်တော်တို့အားလုံးအံ့ဩသွားလောက်တဲ့ထိကိုမှယူရူချီကမိန်းကလေးတယောက်ဖြစ်နေခဲ့ပါတယ်။သူ့ရဲ့အတန်ကိုနားထောင်ကြရတဲ့တခြားယောက်ျားလို့ထင်လိုက်ပေမဲ့လို့အခုလိုမျိုးမိန်းကလေးဖြစ်ကိုမှပြောင်းလဲသွားတဲ့အခါမှာတော့ခင်ဗျားတို့ထင်ထားသလိုပဲအဝိစားမပါပါဘူး။ကံမကောင်းစွာနဲ့ကျွန်တော်တို့ကတော့သူနည်းသူဟန်နဲ့မြင်သေးတဲ့လောက်ပဲမြင်ရတယ်ဆိုပေမဲ့လို့အီချီကိုကတော့ကွက်ကွက်ကွင်းကိုမှမြင်လိုက်ရတာကြောင့်လူသားတယောက်ဖြစ်နေတဲ့အပြင်ကိုမှမိန်းကလေးတယောက်ဖြစ်နေတာကိုမယုံကြည်နိုင်ဖြစ်နေရပါတယ်။ယူရူချီကတော့အဝိစားဝက်လိုက်ပေမဲ့လို့အခုအချိန်ထိကိုမှဘောင်းမိမဝက်သေးတာကြောင့်အီချီကိုနှာခေါင်းသွေးပါရှန့်ကျလာပါတော့တယ်။ကြီးတုံကြီးဆိုတာအလက်ကားဖြစ်လာတာမှမဟုတ်ပဲ။ဒီလိုနဲ့အပြောင်ပြက်ကိစ္စတွေပြီးသွားတဲ့ခါမှာတော့ယူရီချီကသူ့အသုံးပြုလာခဲ့တဲ့ပစ္စည်းကိုပြလိုက်ပါတယ်။ငှက်ကောင်းပုံစံနဲ့တောင်ဝေးတစ်ခုဖြစ်ပြီးတော့ဒါကိုအသုံးပြုကလေးဘော်ကိုပြန်လာခဲ့တာလို့ပြောပြလိုက်ပါတယ်။သူတို့လက်ရှိရောက်နေတဲ့နေရာကတော့တောင်ဆောင်တစ်ခုရဲ့ဂူပေါက်ထဲမှာဖြစ်တာကြောင့်လေးဘော်ကနေပြန်ပြီးတော့မှဝင်ရောက်လာနိုင်မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးထူးဆန်းတဲ့ပစ္စည်းတွေဟာဝိညာဉ်လောကမှာတော့မှတစ်ခုတည်းရှိတာလို့ကြွားနေတဲ့အချိန်မှာပဲအီချီကိုကတော့ဒီလိုမျိုးပစ္စည်းမျိုးကဘာလို့ယူရီချီထံမှာရှိနေတာလဲဆိုတာကိုတန်တရားဝင်သွားခဲ့ပါတယ်။ဒါကြောင့်မလို့မင်းကဘာတူလဲဆိုတာကိုမေးလိုက်ပြီးတော့ယူရီချီပြန်ပြေမဲ့လုံးမှာပဲကြီးမားတဲ့စိတ်ဆွမ်းအင်တစ်ခုကိုသူတို့တွေကခန်းစားလိုက်ရပါတယ်။ဒါကတော့နောင်တရဲတိုက်ကနေလာတာဖြစ်ပြီးတော့ချက်ချင်းပဲဂန်ကျူးပြာကူရာနဲ့ရင်ဆိုင်နေပြီဆိုတဲ့ကိစ္စကိုသိရှိသွားခဲ့ပါတယ်။အီချီကိုတန်ရာတွေနဲ့လဲကျနေရကနေပြီးတော့ချက်ချင်းကိုမှတွားရောက်ကကူညီပေးမယ်လို့လုပ်နေတာကြောင့်ယူရီချီကတော့တာစီနေပါတယ်။ဒါပေမဲ့လည်းအီချီကိုကသူ့ရဲ့တငယ်ချင်းတွေဒုက္ခရောက်နေတာကိုရဲမကြည့်နေနိုင်တာကြောင့်လေပေါ်ပြန်တဲ့ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့အတောင်ပံကိုအသုံးပြုကထွက်ခွာသွားခဲ့ပါတယ်။ယူရူချီကတော့ပြန်မလာမှတေးကြတဲ့အထိထွက်သွားတဲ့သူကိုအတင်းတားဆီးဖို့ကိုစ조사နေတာမျိုးကိုအနောက်ကလိုက်တားပေးမယ်လို့အီချီကိုကတော့ထွက်သွားပြီပဲဖြစ်ပါတယ်။တစ်ဖက်ကရဲတဲ့တရားစီမှာတော့ကန်ဂျူကသူရင်ဆိုင်နေရတဲ့သူကအရန်ကိုမှစွမ်းအားကြီးတယ်ဆိုတာကိုသိလိုက်တာကြောင့်တာမန်အကွက်တွေနဲ့တိုက်ခိုက်လို့မရဘူးဆိုပြီးတော့တွေ့နေပါတယ်။ဗျာကူရာကတော့သူ့ရဲ့စိတ်ထဲမှာရန်သူကကိုပိုင်စိတ်ဆွမ်းအားနဲ့နှိမ့်ထားပြီးတော့တတိမထားမရအောင်လို့လှုပ်ထားတယ်လို့ထင်ပေမဲ့လို့သူထင်တာမှားသွားတယ်လို့ပြောလိုက်ခဲ့ပါတယ်။ဂန်ဂျူကလည်းသူအားနဲ့ကိစ္စကိုခုလိုမျိုးလာပြီးတော့မှပြောနေတာကြောင့်စိတ်ဆိုးသွားပြီးတော့သူ့ရဲ့အကောင်းဆုံးတိုက်ကွက်ကိုအသုံးပြုဖို့လုပ်လိုက်ပါတယ်။သူလည်းပဲတစ်ချိန်ကအီချီကိုလိုပဲဘာမှမလုပ်ရသေးခင်မှာပဲဒဏ်ရာရရှိသွားခဲ့ပြီးတော့ဗျာကူရာကမင်းကငါရဲ့ဓာတ်နဲ့မတန်ဘူးလို့ပြောကဓာတ်တော့မထုတ်သွားပါဘူး။ဂန်ဂျူရဲ့တိုက်ခိုက်ဖို့လုပ်နေတဲ့လက်ကလည်းဒဏ်ရာရရှိသွားတာကြောင့်တွေးတွေအများကြီးထွက်လာပေမဲ့လို့ဂန်ဂျူကတော့အရှုံးမပေးသေးပါဘူး။ရိုဂီယာကတော့သူမရဲ့အကိုကိုတားဆီးဖို့အတွက်ကိုမှရဲတိုက်ထဲကနေပြီးတော့ထွက်လာကအရန်ကြီးကိုမှမလုပ်ဖို့လှမ်းအော့ပေမဲ့လို့သူမကိုဒီရဲတိုက်ကအင်အားနဲ့ရအောင်လို့ပြုလုပ်ထားတာကြောင့်လဲကျနေရပါတယ်။ဂန်ဂျူကတော့အရှုံးမပေးသေးတာကြောင့်ဗျာကူရာကလည်းစိတ်ဆိုးသွားခဲ့ပြီးတော့သူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ကတိုက်ကွက်တစ်ခုကိုအသုံးပြုလိုက်ပါတယ်။ဒီတိုက်ကွက်ကိုမြင်တာနဲ့ရိုဂီယာကလည်းမလုပ်ဖို့အတွက်ကိုမှတောင်းပန်နေပါသေးတယ်။ဒါပေမဲ့လည်းဗျာကူရာကိုင်ဆောင်ထားတဲ့စံပတ်တိုရဲ့ရွှေကိုင်းပုံစံဖြစ်တဲ့စံပွန်စာကုကလည်းအသုံးပြုလိုက်ပြီးပဲဖြစ်ပါတယ်။သူ့ရဲ့ဓာတ်ကတော့ချယ်ရီပင်းဖွဲ့လေးတွေဖြစ်ကိုမှပြောင်းလဲသွားခဲ့ပြီးတော့ဂန်ဂျူရဲ့နားကိုရောက်ရှိသွားခဲ့ပါတယ်။
ခဏကြာမှပဲဂန်ဂျူရဲ့ခန္ဓာကိုယ်နေရာအနှံ့ကိုပြင်းထန်တဲ့ဓာတ်ချက်တွေရရှိသွားခဲ့ပြီးတော့လဲကျသွားခဲ့ရပါတယ်။ဂန်ဂျူကိုဆုံးမပြီးသွားတဲ့ခါမှာတော့ဗျာကူရာကဟာနာတာကိုထပ်မံတိုက်ခိုက်ဖို့အတွက်ကိုမှပြင်ဆင်လိုက်ပါတယ်။ရိုကီယာကတော့ကြည့်မနေနိုင်တော့တာကြောင့်ဟာနာတာရဲ့ရှေ့ကနေဝင်ပြီးတော့တာစီလိုက်တဲ့အချိန်မှာပဲဗျာကူရာရဲ့တိုက်ခိုက်တော့မဲ့လက်ကိုလူတစ်ယောက်ကတာစီလိုက်ပါတယ်။ထို့သူကိုမြင်လာတဲ့ရိုကီယာကလည်းကပတိန်ဦးကီတာကဲဆိုတာကိုတီးလိုက်ပါတယ်။သူကတော့ရိုကီယာရဲ့ဆရာဖြစ်ပြီးတော့အဖွဲ့73ခုမှာကပတိန်ဖြစ်ကုန်မှာတာဝန်ထမ်းဆောင်မနေပေမဲ့လို့အစွမ်းအထက်ဆုံးသူတွေကတယောက်ပဲဖြစ်ပါတယ်။နောက်ပြီးတော့အရှေ့ပိုင်းမှာနေမကောင်းဖြစ်နေတဲ့ခေါင်းဆောင်အနေနဲ့မိတ်ဆက်ပေးထားပြီးတော့ရိုကီယာကိုတွေ့တာနဲ့ဦးကီတာကဲကလည်းနှုတ်ဆက်လိုက်ကဗျာကူရာကိုတော့ဘာလို့ဓာတ်ကိုဒီလောက်ထိကိုအသုံးပြုခွင့်ရနေပြီးတော့တက်ပြဖို့အထိကိုလုံနေတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဗျာကူရာကတော့အခုဟာစစ်ပွဲကာလအတွင်းမှာဖြစ်တာကြောင့်အားလုံးကိုဓာတ်ကိုက်စာခွေပေးထားတယ်လို့ပြောပါတယ်။ဒီတော့မှဦးကီတာကဲကလည်းဒီကိစ္စကိုသိလိုက်ပြီးတော့ကျူးကျော်မှုကဒီလောက်တောင်မှဆိုးရလားဆိုပြီးတော့မေးလိုက်ကသူတည်ထားတဲ့အိုင်ဆန်အသက်ခံရတဲ့ကိစ္စကလည်းဒါနဲ့ပတ်သက်နေတာလားဆိုပြီးတော့ပြောနေတဲ့အချိန်မှာပဲသူတို့တွေနောက်ထပ်ကြီးမားတဲ့စိတ်ဆွမ်းအားတစ်ခုကိုခန်းစားလိုက်ရပါတယ်။ဦးကီတာကဲကလည်းဒီဆွမ်းအားဟာခေါင်းဆောင်တယောက်ရဲ့ဆွမ်းအားလောက်ထိကိုမှရှိနေတာကြောင့်ဘာလို့လဲလို့သိကျင်နေတဲ့အချိန်မှာပဲကောင်းကင်ကနေပြီးတော့အတောင်ပံထဲကိုပြန်လာတဲ့အီချီကိုကိုအားလုံးတွေ့လိုက်ရပါတယ်။ဇက်လိုက်မင်းသားဟာဆိုရင်တော့အထာကြကြပဲဝင်လာရတယ်ဆိုတဲ့အတိုင်းအီချီကိုလေဘော်ကနေဆင်းလာပြီးတဲ့အခါမှာတော့ရိုကီယာကိုနှုတ်မဆက်သေးပဲဟာနာတာကိုအဆင်ပြေလားဆိုတာကိုတွက်ကြည့်လိုက်ပါတယ်။ဒီလိုမျိုးကိစ္စတွေတွေကိုဝင်ပါစေချင်တာကြောင့်တောင်းပန်လိုက်ပြီးတော့မှရိုကီယာထက်ကိုသွားပြီးတော့မင်းကငါလာခဲ့တာလို့ပြောလိုက်ပါတယ်။ရိုကီယာကလည်းရန်ကုန်မှာဝမ်းတာနေပေမဲ့ဒီလိုမျိုးလုပ်တဲ့ကိစ္စကိုမလုပ်သင့်ဘူးလို့ပြောနေတာကြောင့်အီချီကိုကတော့အကယ်ခံရတဲ့သူကကြောက်ရွံ့နေပြီးတော့ကဲတင်ပါလို့ပြောနေရမှာလဲဆိုပြီးတော့နှစ်ယောက်သားကတော့ရှံဖြစ်နေကြရပါတယ်။အတော်ကြာစကားများပြီးတဲ့အခါမှာတော့ရိုကီယာကလည်းသူ့ရဲ့စကားကိုနားမထောင်ဘူးဆိုတာအစကတည်းကကိုသိနေတာကြောင့်ဘာမှမပြောတော့ဘဲနဲ့လက်ခံလိုက်ရပါတယ်။အီချီကိုကတော့သူ့ရဲ့စွမ်းအားတွေအနှဲငယ်တက်လာပြီးဖြစ်တာကြောင့်အနိုင်ရနိုင်မယ်လို့ပြောကရင်ဆိုင်မှုအတွက်ကိုမှအသင်ပြင်လိုက်ပါတယ်။ဗျာကူရာနဲ့စကန်နိုင်လူနေရင်နဲ့ပထမဦးဆုံးအကျင့်စတင်တိုက်ခိုက်လာတဲ့ဗျာကူရာရဲ့လျှက်စီးလိုမြန်တဲ့တိုက်ချက်ကိုကာကွယ်လိုက်နိုင်ပြီးတော့အရန်နှိမ့်တယ်လို့ပြောလိုက်ပါတယ်။အီချီကိုတို့ကတော့ပထမတစ်ခေါက်ကခံလိုက်ရတာကိုမှတ်ထားပြီးတော့အခုလိုမျိုးပြန်ပြီးတော့လက်စားချေတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့စွမ်းအားကလည်းအရန်ကြီးကိုမှကွာနေသေးတာကြောင့်ပြန်တိုက်ခိုက်ပေမဲ့လို့မထီရောက်ပါဘူး။အပြန်လည်တိုက်ခိုက်နေကြတာကိုဟာနာတာကလည်းအထင်ကြီးနေပေမဲ့လို့ရိုကီယာကတော့ဒီလိုမျိုးတိုက်ခိုက်နိုင်နေတာကိုအထင်ကြီးနိုင်နေဆိုပေမဲ့လို့တကယ်တမ်းမှာသူ့ကိုရဲ့စွမ်းအားကဒီထက်အများကြီးပိုသေးကြောင်းလျှက်စီးတိုက်ကွက်ဆိုတာသူ့ရဲ့အပြင်းပြေသုံးတဲ့အကွက်လောက်ပဲရှိသေးတယ်လို့ပြောလိုက်ပါတယ်။ဗျာကူရာကလည်းတိုက်ခိုက်ရင်းနဲ့စိတ်ဆိုးလာတာကြောင့်သူ့ရဲ့စွမ်းအားကိုထုတ်သုံးတော့မယ်ဆိုပြီးတော့ဓာတ်ကိုအသင့်ပြင်လိုက်တဲ့အချိန်မှာပဲရိုကီယာကတော့အရန်ကိုမှစိတ်ပူသွားခဲ့ပြီးတော့မလုပ်ဖို့အတွက်ကိုမှပြောနေခဲ့ပါတယ်။ဒါပေမဲ့လို့ဗျာကူရာသူ့ရဲ့ဓာတ်ကိုပန်းပွင့်နေအဖြစ်ကိုမှမပြောင်းလိုက်သေးခင်အချိန်မှာပဲကျူးစားတစ်ခုကလည်းဓာတ်ကိုရှစ်ပတ်သွားခဲ့ပါတယ်။တိုက်ပွဲတွေကိုရောက်ရှိလာတဲ့သူကတော့ယူရူချီဖြစ်ပြီးတော့သူမကိုမြင်လာရတဲ့အခါမှာဗျာကူရာကလည်းတည်နေခဲ့ပါတယ်။ဒီလိုနဲ့တစ်ဖက်မှာတော့ရန်ဂျီတန်ယာတွေကနေပြီးတော့ပြန်လဲတက်တာလာနေပြီဖြစ်ပြီးတော့သူ့ရဲ့ဓာတ်ကနေပြီးတော့မြောက်ခန္ဓာကိုမွေအမိနဲ့ဝိညာဉ်ကထွက်ပေါ်နေပါတယ်။သူကတော့ရန်ဂျီကိုစကားပြောနေတာဖြစ်ပြီးတော့ဒါကတော့တိတ်မကြခင်အားလုံးသိလာကြရမယ်။ဘန်ကိုင်းရဲ့ဆွမ်းအားပဲဖြစ်ပါတယ်။ Black လောကမှာဓာရီဟာရိုးရိုးပုံစံရှေ့ကိုင်းပုံစံဘန်ကိုင်းလို့ခေါ်တဲ့နောက်ဆုံးပုံစံဆိုပြီးတော့ရှိပါတယ်။စွမ်းအားတွေကဒီ၃စစ်မှာတီးတီးကွာခြားနေပြီးတော့အသုံးပြုသူရဲ့စိတ်စွမ်းအားနဲ့ပေါင်းဆက်ပြီးတဲ့အခါတွေမှာလည်းစက်ကောင်တစ်ကောင်ရဲ့တကယ်စွမ်းအားကိုတတ်မှတ်လို့ရတာပဲဖြစ်ပါတယ်။စွမ်းအားတွေရဲ့အလုံးလုံးပုံကိုတော့နောက်ပိုင်းမှာအတင်းတင်းတယ်လို့ရှင်းပြပေးသွားပါအောင်မယ်။အခုတော့ဓာတွေကထွက်လာတဲ့ဝိညာဉ်ကရန်ဂျီကိုစတင်စကားပြောနေပြီဖြစ်ပြီးတော့ဒီဝိညာဉ်ရဲ့နာမည်ကဓာနာမည်ဇာဘီမာရုပဲဖြစ်ပါတယ်။ဒါဝိညာဉ်ကသူတို့အနေနဲ့ကုသတာပြီးဆုံးသွားပြီဖြစ်တာကြောင့်မင်းလည်းပြန်ကောင်းလာအောင်လုပ်ပြီးတော့ငါတို့ပြန်တိုက်ခိုက်ကြရအောင်လို့ပြောလိုက်ပါတယ်။နောက်တစ်ချိန်ဇန်ကဲဆူဆိုတဲ့ကောင်ကိုအနိုင်ယူကြမယ်လို့ပြောပေမဲ့လို့ရန်ဂျီကတော့ငါတို့တိုက်ခိုက်ရမှာကသူမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့တိုက်ပွဲတွေကိုယူရီချီကလည်းဝင်ရောက်လာခဲ့ပြီးတော့အချင်းတွေကပြောင်းလဲနေပြီပဲဖြစ်ပါတယ်။ဗျာကူရာကတော့သူမကိုကိုပြောင်းတပ်ဖွဲ့ခေါင်းဆောင်တစ်ဖြစ်လေအဖြစ်ပေးတပ်ဖွဲ့တရက်ခေါင်းဆောင်ယူရီချီလို့ခေါ်လိုက်ပါတယ်။အရှိကိုအန်အောလို့မဆုံးသေးခင်မှာပဲယူရီချီကသူ့ရဲ့ဒဏ်ရာကိုတိုက်ခိုက်လိုက်ပြီးတော့စစ်တမျိုးထည့်ပေးလိုက်ပါတယ်။ဒါကိုဗျာကူရာကလည်းတည်နေခဲ့ပြီးတော့သူ့ရဲ့လက်ကနေလွတ်မယ်လို့ထင်နေတာလားဆိုပြီးတော့မေးလိုက်ပါတယ်။ယူရိုချီကလည်းသူ့လိုမျိုးအမြန်နှုံးမာစတာတယောက်ကိုဗျာကူရာမဖမ်းနိုင်ပါဘူးလို့ပြောကအီချီကိုကိုခေါ်ပြီးတော့ထွက်ပြေးပါတယ်။ဗျာကူရာဖမ်းဖို့ကြိုးစားပေမဲ့လို့ဘလို့မှမမိပဲနဲ့လျင်မြန်လွန်းတာကြောင့်လွတ်မြောက်သွားခဲ့ရပါတယ်။ထွက်မသွားခင်မှာနောက်ဆုံး3ရက်နေရင်ပြန်လာမှဖြစ်ပြီးတော့သူ့ကိုမင်းနဲ့ရှင်တိုက်ခိုက်မယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်သာထွက်သွားတာနဲ့ဗျာကူရာကလည်းဆက်မလိုက်တော့ဘဲနဲ့ထွက်သွားတာကြောင့်ဥဂီတာကေကပဲဒီကကိစ္စတွေကိုတာဝန်ယူလိုက်ရပါတယ်။ကန်ကျူကိုလည်းကုသပေးဖို့အတွက်ကိုမှအမိတ်ပေးလိုက်တယ်လို့အားလုံးကိုတက်ညှစွာဆောင်ရွက်တာကြောင့်ကံကောင်းသွားတယ်လို့ပြောရမှာပါ။တစ်ဖက်မှာတော့အိုရီဟီမဲနဲ့အီရှီတာတို့ဝိညာဉ်ဖန်သမားအရာဆောင်ပြီးတော့တခြားသူတွေနဲ့ရောဖို့အတွက်ကိုမှစူးစမ်းနေကြတဲ့အချိန်ခေါင်းဆောင်တယောက်ကအိုရီဟီမဲရဲ့ကြီးနှက်ကြီးကိုကြည့်ပြီးတော့နှာဘူးထနေတာကြောင့်ပြဿနာတက်နေရပါတယ်။သူ့ကိုသူတို့အဖွဲ့ကိုရဲ့အဆင့်20ရှိတဲ့အထက်မှာ15လို့ပြောပြီးတော့နှာဘူးထနေတာကြောင့်အီရှီတာကတော့ဖြေရှင်းလိုက်ရပါတယ်။ကိစ္စတွေရှင်းသွားပြီမဲ့လို့သူတို့ဟန်ဆောင်နေတဲ့ကိစ္စကိုပြောနေတဲ့အချိန်မှာပဲအနာဂတ်နိုင်ငံတစ်ခုမှာသိပ္ပံပညာရှင်ခေါင်းဆောင်ရှိနေခဲ့တာကိုသူတို့သတိမထားမိလိုက်ပါဘူး။တစ်ဖက်မှာတော့အီရှီကိုလုံခြုံတဲ့နေရာစီကိုပြန်လဲခေါ်ဆောင်လာပြီးတော့သူမစွာအားတွေအသုံးမပြုတာကြပြီလို့ပြောတာကြောင့်မောပန်နေပါတယ်။
အီချီကိုနိုးလာတဲ့အချိန်မှာတော့သူ့ကိုခေါ်ဆောင်လာပြီးတော့ကျန်တဲ့သူတွေကိုထားခဲ့တာကြောင့်စိတ်ဆိုးနေပြီးတော့ယူရူချီကလည်းဗျာကူရာကိုနိုင်ဖို့အတွက်ကိုဖြစ်နိုင်တဲ့သူကမင်းတယောက်ပဲရှိတယ်ဆိုပြီးတော့လေ့ကျင့်မှုတစ်ခုကိုလုပ်ပေးဖို့အတွက်ကိုမှပြောလိုက်ပါတယ်အီချီကိုသူမကလေ့ကျင့်ရင်နေရာတစ်ခုစီကိုခေါ်သွားခဲ့ပြီးတော့ဇဘတိုအကြောင်းကိုရှင်းပြပါတယ်အီချီကိုရဲ့ဓာတ်ဟာလည်းရွှေကိုင်းဖြစ်နေပြီဖြစ်ကြောင်းကိုပြောပြလိုက်တော့တခြားသူတွေလိုမျိုးပုံစံပြောင်းလဲမသွားတာကတော့ချွင်းချက်ပဲဖြစ်ပါတယ်ဒီအဆင့်ပြီးရင်တော့နောက်ထပ်တစ်ဆင့်ကဘန်ကိုင်းဖြစ်ပြီးတော့ဒီအဆင့်ကိုလူတိုင်းရရှိဖို့ကိုမလွယ်ကူပဲနဲ့ခေါင်းဆောင်တွေပဲအားလုံးနှီးပါတက်ကြတာလည်းဖြစ်ပါတယ်ဒါကိုရရှိဖို့အတွက်ကတော့လေ့ကျင့်ရည်တွေအများကြီးကြာပေးမယ်လို့အီချီကိုကတော့3ရက်အတွင်းဘန်ကိုင်းရရှိအောင်လို့လေ့ကျင့်ပေးမယ်လို့ပြောလိုက်ပါတယ်။စွမ်းအားရဲ့နောက်တစ်ဆင့်ဖြစ်တဲ့ဘန်ကိုင်းကိုဘယ်လိုရရှိသွားမလဲဆိုတာကတော့နောက်နေ့မှာဆက်လက်ဆောင်မျှော်ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပိုင်းမှာပြန်လည်တွေ့ကြပါမယ်ဗျာ။